one bite အစီကဘာကြောင့်ပူအန်ရများတာလဲ one bite အစီဟာဒီအတိုင်းငိမ်နေတဲ့အစီတတ်တယ်မဟုတ်ပါဘူးသူဟာဇီဝကမဖြစ်စဉ်အရာ biologically တခြားအစီတွေထက်ပိုပြီးတော့တက်ကြွလှရှားနေတတ်ပါတယ်၎င်းဟာခန္ဓာကိုယ်အတွင်းကိုအန်ဒီရရှိတဲ့အချက်ပြစနစ် harmful signals တွေကိုပိုမိုထုတ်လွှတ်ပေးပါတယ်ဒီအချက်ပြစနစ်တွေက insulin လှုပ်ဆောင်ချက်ကိုအနှောက်အယှက်ပေးနိုင်တယ်လို့ကိုယ်တွင်းအင်္ဂါတွေကိုလည်းဝန်တွဝန်ပိုဖြစ်စေပြီးထိခိုက်ပျက်စီးစေနိုင်ပါတယ်စိတ်ဝင်စားတဲ့တီးကောင်းစရာအချက်တွေကတော့ one bite အစီကိုသိပ္ပံအမည်ဖြင့် visceral fat လို့ခေါ်ပါတယ်သူဟာအရေးပြားအောင်မရှိုံတင်မကပဲအသည်ပန်ခရီယာနဲ့ဥလန်းချောင်းစတဲ့အရေးကြီးအင်္ဂါတွေရပတ်ပတ်လဲမှာစုပုံနေတာပါဒီအစီတွေကခန္ဓာကိုယ်ထဲမှာရောင်ငန်းမှုကိုဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေကိုထုတ်လုပ်ပြီးနှလုံးယောဂနဲ့စီးချိုယောဂဖြစ်နိုင်ကြီးကိုမြင့်တက်စေပါတယ်ဒီအချက်က one bite အစီ short ချဖို့စ조사နေသူတွေအတွက်တကယ့်ကိုအရေးကြီးတဲ့သတိပေးချက်တစ်ခုပါပဲ